မြန်မာနိုင်ငံရဲ့အလှဆုံးကမ်းခြေတစ်ခုဖြစ်တဲ့ငပလီကမ်းခြေကနာမည်ကြီးရေသူမရုပ်တုကြီးစီကိုရောက်နေပါပြီဗျာဒီနေ့တော့အဲ့ဒီရုပ်တုကြီးအောက်ကကြည်လင်နေတဲ့ပင်လယ်ကျမ်းပြင်မှာတကယ်ရေသူမတွေရှိမရှိရေငုပ်သင်္ဘောလေးနဲ့ရှာကြည့်ကြပါမယ်ရေအောက်ကဘာကတကယ်ကိုကြည်လင်နေတာပဲဗျအောက်ခြေကတဲဖြူဖြူလေးတွေနဲ့နေအောင်ကြည်ဖြာကျနေတာအရန်လာပါတယ်ဝိုးတဏ္ဍာကြောက်တန်းတွေကြားမှာအယောင်အသွေးစုံနေတဲ့ပင်လယ်ငါးလေးတွေအုပ်လိုက်ခုခတ်နေကြတယ်ဟိုမှာကြည့်ပါဦးပင်လယ်လိပ်ကြီးတစ်ကောင်လဲကျွန်တော်တို့တင်မောဘေးကနေအေးအေးဆေးဆေးဖြတ်ကူးသွားတယ်ကျွန်တော်တို့ပို့ပြီးလက်တဲ့နေရာကိုဆက်သွားကြည့်ကြမယ်ရေကပြလဲပြီးနည်းနည်းပိုမောင်လာပါပြီဒီနေရာကတဏ္ဍာကြောက်တန်းတွေကပုံမှန်နဲ့မတူဘူးပြရေအောက်မှာမော်ဆဆန်အလင်းရောင်လေးတွေထွက်နေတယ်ဟိုရှိကကြောက်ဆောင်ကြီးတွေကြားထဲမှာကြီးမားတဲ့ရေအောက်လှိုင်ကူအဝင်ဝါးကြီးတစ်ခုကိုတွေ့နေရပြီးကူထဲကိုဝင်ကြည့်ကြမယ်နော်လင်းလက်နေတဲ့ရေအောက်အပင်တွေနဲ့တကယ်ကိုနက်ပြည်တစ်ခုလိုပါပဲလားဟင်းရှေ့မှာလက်တစ်ပြက်ဖြတ်ကူးသွားတာရေသူမရဲ့အမီလေးလားဒုတိယပိုင်းမှာအတိုက်ထဲအထိဆက်လိုက်သွားကြည့်ကြမယ်